Kasi နဲ့ Kotia ဆိုတာကို English လို့ဘယ်လိုမျိုးပြောလဲ Rina ရဲ့ပတ်ဝန်းကျင်မှာအမြဲတွေ့နေရတဲ့လူတွေရဲ့ဇယိုက်ဆယ်မျိုးကိုဒီနေ့မှာဆိုလို့ရှင်တော့ဥပမာလေးနဲ့ပြပြပေးသွားမှာပါပထမအောင်ဆုံးတစ်ခုကတော့သူ့ပတ်စံကြရင်ဘယ်တော့မှထုတ်မသုံးချင်တဲ့သူမျိုးတော့ stingy လို့ခေါ်ပါတယ် stingy so for example don't be so stingy နောက်တစ်မျိုးကကြတော့အစားတောက်မှာကန်နေကြရင်ဟိုဟာမစားခြင်းဒီဟာမစားခြင်းနဲ့ကြီးများတတ်တဲ့သူမျိုးကိုတော့ fussy လို့ခေါ်ပါတယ် fussy so for example he is very fussy about food နောက်တစ်မျိုးကတော့ arrogant ပါ arrogant ကတော့မောက်မာရလို့ပြောတာပါ so for example I don't like her arrogant attitude နောက်တစ်မျိုးကတော့အပြောဆိုရိုင်းဆိုင်နေဆိုရင်တော့ rude လို့သုံးပါတယ် rude so for example it's rude to interrupt people နောက်တစ်မျိုးကတော့တတိနေတယ်ဆိုတာမျိုးကိုတော့ timid လို့သုံးပါတယ် timid so for example she is a timid girl အမဲကျွေးမွေးခြင်းသိရှိပြီးတော့စေတနာကောင်းတဲ့သူမျိုးကိုတော့ generous လို့ခေါ်ပါတယ် generous so for example thank you for being so generous အခုလိုမျိုးစေတနာကောင်းပြီလို့ကျေးဇူးတင်ပါတယ်နောက်တစ်မျိုးကတော့ဘလို့ချင်းနေမျိုးပါဖြစ်ဖြစ်ရဲရဲဝံ့ဝံ့ရင်ဆိုင်တဲ့သူမျိုးကိုတော့ brave လို့သုံးပါတယ် brave so for example you are very brave နောက်ပြီးစကားကိုရင်းကြည်ကြည်ပြောတတ်တဲ့သူမျိုးကိုတော့ polite လို့သုံးပါတယ် polite so for example always be polite to others နောက်ပြီးလူကြီးရဲ့စကားကိုနားထောင်တဲ့ကလေးမျိုးကိုတော့ well behaved လို့သုံးပါတယ် well behaved for example your kids are so well behaved နောက်ဆုံးတစ်ခုကတော့ဇယိုင်းမဟုတ်ပါဘူးစိတ်နေစိတ်ထားပါတစ်ခုခုကိုလုံးပြီးလို့နောင်တရတယ်ဆိုရင်တော့ regret လို့သုံးပါတယ် regret so for example I regret missing your class ဆရာရဲ့အတန်းကိုလွတ်သွားလို့တော်တော်လေးနောင်တရတယ်ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့တငယ်ချင်းတွေထဲမှာဘယ်သူက stingy အဖြစ်ဆုံးလဲဘယ်သူက generous အဖြစ်ဆုံးလဲဆိုတာကို comment မှာ mention ခေါ်ခဲ့နော်ဒီလိုမျိုးချက်ချင်းလင်ငင်းထုတ်သုံးလို့ရမယ် English သင်ခန်းစာတွေလေ့လာခြင်းနဲ့ဆိုရင်တော့ learners ကို follow ခဲ့ပေးပါအောင် see you in the next tip